သားတို့သမီးတို့တိလိုက်စမ်းပါလစာမပေးရပဲနဲ့ခေါ်ထားလို့ရတဲ့အိမ်ဘောဆိုတာအမေတွေပဲရှိပါတယ်အဲ့အမေတွေကိုလေသားသမီးလေးတွေဂျာရူးရာခံနေရတဲ့အခါကျောင်းရီအပ်တဲ့အခါမှာဖောင်ဖြည့်တဲ့အခါကျတော့အဖေကတော့အဖေလောက်ရလောက်ကင်လေးကိုပေါ်ပြခွင့်ရှိပေမဲ့ဒီအမေတွေဟာအောက်ချိန်သေးအလုတ်သမားအဖြစ်အိမ်မှာဘလောက်ပဲအလုတ်လုပ်ရပါမယ်အမေတို့ရဲ့ဂုံပုတ်ကတော့မိခိုပါတယ်ရှင်အဲ့ဒီလိုမိခိုဆိုတဲ့အမေတွေကိုတချွတ်သားသမီးတွေကတော့အမေတွေရဲ့တန်ဖိုးကိုနားလည်ကြပါမယ်တချွတ်သားသမီးတွေကြပြန်တော့ဒီအမေတွေရဲ့တန်ဖိုးကိုနားမလဲဘူးယာရူးယာခံလေးများရလာကြပြီဂုံတူးဂုံငံလေးများရှိလာကြပြီဆိုရင်ဒီအမေကိုစေးပေါ်ကြောဘတ်တောင်မှမလုပ်ချင်ကြဘူးအမေနားမလဲပဲနဲ့ဝင်မပါပါနဲ့ဗျာကျွန်တော်တို့ရဲ့စာကိစ္စတွေကိုကျွန်တော်တို့ပဲသိပါတယ်ကျွန်တော်တို့ရဲ့ရုံးကိစ္စတွေကိုကျွန်တော်တို့ပဲသိပါတယ်ကျွန်တော်တို့ရဲ့အလုပ်ကိစ္စတွေကျမတို့ရဲ့အလုပ်ကိစ္စတွေကိုကျမတို့ပဲသိပါတယ်အမေကပညာမတတ်တော့ဘာမှမသိဘူးဆိုပြီးလက်စုခုစုပ်တစုပ်လိုဂျောင်ထိုးကြတဲ့သားသမီးတွေလည်းအခုခေတ်မှာအများသားရှင့်တခါတရံမှာအမေတွေကနားမလဲတဲ့ပု္ပ္ပစာလေးတွေသူတို့ကိုမင်းမိတဲ့အခါတဟောက်တဟတ်နဲ့ပြန်ပြီးဆက်ဆံကြတဲ့သားသမီးတွေလည်းယခုခေတ်မှာပေါ်များလာတယ်ဒီစာလေးကဘာရေးထားတာလဲသားရဲ့ဒီစာလေးကဘာလိုလေးလဲအမေမမြင်လို့ဖတ်ပြပါအောင်ဆိုရင်ဟာအမေတို့ကလည်းဗျာကျွန်တော်တို့မှလည်းအလုပ်တစ်ဖက်နဲ့ရှုပ်နေတယ်အမေစာကိုဖတ်မပေးနိုင်ဘူးအမေကမျက်စိမမြင်လို့ဒါလေးဖတ်ပြပါဆိုရင်လည်းအမေဘက်ကအမေဖတ်ပါလားမမြင်ရင်မျက်မှန်ဝယ်ပေါ့တချို့သားသမီးတွေကပြောကြတယ်ရှင့်တခါတရံမှာကျမတို့ရှေ့ခေတ်ကအမိဘတွေဆိုတာကကျမတို့အသက်အရွယ်အပိုင်းခြားကိုရောက်နေကြတော့အမျိုးသမီးတိုင်းအမျိုးသားတိုင်းကပညာရေးကနဲခဲ့ကြပါတယ်ဒီအတွက်အခုခေတ်မှာဖတ်တယ်လို့အင်္ဂလိပ်စာတွေလည်းမှုတ်ထုတ်အောင်မတတ်တယ်လို့တခြားဘာသာရဲ့စကားတွေကိုလည်းမတတ်ကြဘူးတချို့ဆိုရင်ကျမတို့လူတွေဆိုရင်မြန်မာစာတောင်မှကျမတို့တွေဒီတပ်ပုံမှန်အောင်မရေးနိုင်တယ်လို့တပ်ပုံမှန်အောင်လည်းမဖတ်နိုင်ကြတဲ့သူတွေအများသားပါလားအဲ့ဒီအချိန်မှာကိုနားမလဲတဲ့စာကလေးများသားသမီးလေးတွေကိုမေးမိတဲ့အခါတခါတရံမှာတချို့သားသမီးလေးတွေဒီမိဘမေတ္တာတရားကိုနားလည်လို့ကောင်းမွန်စွာပြန်လဲဖတ်ပြကြတယ်ရှင်းပြကြပေမဲ့တချို့သားသမီးလေးတွေကဂုံမောက်ကြတယ်အဖေတို့မေတို့နားမလဲရင်လည်းမဖတ်နဲ့ပေါ့ဗျာမသိရင်လည်းမမေးနဲ့ဗျာကျုပ်တို့တော့အလုရှုပ်နေတယ်ဒီလိုပြန်ဖြေတဲ့သားသမီးကအခုခေတ်မှာများလာကြတယ်ဒါကြောင့်မို့လို့သားတို့သမီးတို့သိလိုက်စမ်းပါအမေတွေဆိုတာကိုယ်သာပညာမတတ်ရင်မေးရမယ်မင်းတို့ကိုအတောင်မှန်တစုံတော့တက်ပေးနိုင်ပါတယ်လို့ကောင်းကင်ကိုပြန်တန်းနေရတာငါတို့ခွန်ငါတို့အားလို့မထင်လိုက်ပါနဲ့ဒီအဖေဒီအမေကခေါင်းတစ်မျိုးပခုံးတစ်ရွက်တွန်းတင်ခဲ့လို့မင်းတို့အမြင့်ကိုရောက်ခဲ့တာပြန်တန်းကျင်တိုင်းပြန်တန်းလို့ရနေတာဒီတွန်းတင်ပေးမဲ့လူမရှိရင်ဘယ်တော့ခါမှပြန်တန်းလို့မရဘူးဆိုတာသိကြဖို့